အားလုံးပဲမင်္ဂလာပါ Everyday English with Coach Channel နဲ့ပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ learnenglish.britishcouncil.org website ထဲကနေပြီးတော့မှ A1 A2 level ရှိတဲ့ grammar သင်ခန်းစာတွေအကြောင်းကိုရှင်းပြပေးချင်ပါတယ်တချို့တွေကကျွန်တော်တို့ဒါအပြင်မှာသင်တတ်ဖို့အချိန်မရကြဘူးတချို့ကတော့ online ကနေပဲကိုလွတ်လပ်ကိုရတဲ့အချိန်လေးမှာဝင်လေ့လာခြင်းတဲ့သူတွေလည်းရှိတယ်အဲ့တော့ဒီလိုမျိုးလေ့လာခြင်းတဲ့သူတွေရှိရဆိုလို့ရှိရင်တော့ဒီ website လေးကတော်တော်လေးအကျိုးရှိစီမှာလည်းဖြစ်ပါတယ်အဲ့တော့ A1 A2 level ရှိတဲ့ grammar ထဲကိုဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါသင်ခန်းစာတွေအများကြီးထည့်ပေးထားတာကိုမြင်ရမှာလည်းဖြစ်ပါတယ်အဲ့တော့ဒီပေးထားတဲ့သင်ခန်းစာတွေအားလုံးကိုလေ့လာပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က A1 A2 level ရှိတဲ့ grammar တွေကိုဒါနားလည်တက်မြောက်သွားပြီလို့ယူဆလို့ရတယ်ဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်ဒီနေ့ပထမဆုံးဗီဒီယိုလေးမှာကျွန်တော်ကဒီ adjectives and prepositions ဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်ကဗီဒီယိုတစ်ပုဒ်အနေနဲ့တင်ပေးသွားမှာလည်းဖြစ်ပါတယ်နောက်နေ့မှာနောက်ထပ်ခေါင်းစဉ်တစ်ခုကိုနောက်ထပ်ဗီဒီယိုတစ်ခုအနေနဲ့ဆက်ပြီးတော့တင်ပေးသွားမှာလည်းဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့စကြည့်လိုက်ကြအောင်ပါအဲ့တော့ adjectives and prepositions ကျွန်တော်ငယ်တုန်းကသင်ခဲ့ရတယ်ပေါ့နော် adjectives ဆိုတာဘာလဲဆိုတော့နဲ့ဆုံးတဲ့ adjective အမှာလှပသောစိတ်ဆိုးသောဒေါသအထွက်သောစသဖြင့်ဒီလိုစကားလုံးတွေ happy angry excited ဒါမျိုးလေးတွေပေါ့အဲ့တော့ကျွန်တော်တို့ကတကယ်တော့ဘာသာစကားတစ်ခုကိုလေ့လာတယ်ဒီ English vocabulary ကိုလေ့လာပြီဆိုလို့ရှိရင်စကားလုံးတစ်လုံးကိုမြင်လိုက်တာနဲ့သူ့ရဲ့ part of speech ကိုတခါတည်းတွဲမှတ်ကမှာဖြစ်ပါတယ်ဆိုကြပါစို့ဒီစကားလုံးဟာ noun လား verb လား adjective လား adverb လားစသဖြင့်ဒါမျိုးတွေကိုတခါတည်းသိထားမှာလည်းဖြစ်ပါတယ်ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်က part of speech ကိုသိသွားပြီအဲ့တော့ဒီမှာ adjectives ကလည်း part of speech ထဲမှာတစ်ခုပါဝင်ဖြစ်တယ် prepositions ဆိုတာကလည်းတစ်ခုပါဝင်ဖြစ်တယ်အဲ့တော့စကားလုံးတွေကိုနော် part of speech သိအောင်လည်းလုံလောက်ပြီလားဆိုတော့မလုံလောက်သေးဘူးအဲ့စကားလုံးတွေကဘသူတွေနဲ့တွဲပြီးတော့သုံးတာလဲသူတို့ရဲ့အရှိမဘသူတွေနဲ့တွဲသုံးတာလဲသူတို့ရဲ့အနောက်မှာဘသူတွေနဲ့တွဲသုံးတာလဲစသဖြင့်သူတို့ရဲ့သုံးပုံသုံးနည်းပုံစံတွေကိုဝက်ချတိဆောက်ပုံနမူနာတွေကတစ်ဆင့်နော်တွဲပြီးတော့အမှတ်ထားသင့်ပါတယ်ဒါမှသာလေစကားလုံးတစ်လုံးကိုသိတာနဲ့ဟုတ်ပြီဒီစကားလုံးရဲ့အသုံးကဒီလိုသူ့ရဲ့အနောက်မှာဒီစကားလုံးတွဲလိုက်တယ်သူ့ကိုဝက်ကြရဲမှာဒီလိုသုံးတယ်ဆိုတော့ဟာတွေအားလုံးကိုတွဲမှတ်ထားရဆိုလို့ရှိရင်ဒါဟာစကားလုံးတစ်လုံးကိုသုံးတက်တဲ့အနေအထားတစ်ခုလေးကိုရောက်ဖို့အနည်းဆက်သွားပြီဖြစ်ပါတယ်ကိုယ်တိုင်ကအဲ့ဒီနမူနာဝက်ကြတွေကမှတစ်ဆင့်ကိုယ်တိုင်ကရောဘယ်လိုမျိုးဝက်ကြလေးတိဆောက်ပြီးသုံးမလဲကိုယ်တိုင်အဲ့လိုမျိုးလွတ်တက်သွားပြီဆိုလို့ရှိရင်ဒါဟာ vocabulary တစ်ခုကို train ချင်သုံးတက်တဲ့ဆိုတဲ့အဓိပ္ပာယ်အခြေအနေကိုရောက်ရှိသွားပြီဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ adjectives and prepositions တွေကဘယ်လိုမျိုးတွေ့မြင်ရတာလဲပေါ့နော်အဲ့တော့ကျွန်တော်က adjective လို့ပြောလိုက်တဲ့အခါမှာ interested ဒါဒီ adjective ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီအနောက်မှာ preposition ဘာလေးလိုက်ကလဲဆိုတော့ in လေးတွေ့တတ်တယ်ပေါ့နော်ဒါဆို interested in တခုကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်က interested ဒီအနောက်မှာ in သုံးပြီးတော့မှစိတ်ဝင်စားတဲ့အကြောင်းအရာဆိုကြပါစို့ interested in music ဒီလိုမျိုးပြောတာပါ now similar to similar ဆိုတာကတရံတူသောဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တခုနဲ့တခုစင်တူဖြစ်တဲ့အနေအထားပြောတဲ့အခါမှာဒီ adjective လေးကိုသုံးပါတယ်သူနဲ့တွဲလက်ကတဲ့စကားလုံးလေးကတော့ to ပြီးရင်သူ့ရဲ့အနောက်မှာတူညီတဲ့အရာကိုဖော်ပြနေတဲ့နောက်ထပ်ပစ္စည်းတစ်ခုသို့မဟုတ်လူပုဂ္ဂိုလ်ဒါမျိုးတွေကပ်ပြီးတော့သုံးရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ကျွန်တော်က adjective နဲ့ preposition နဲ့ဒီလိုပုံစံလေးကိုဘယ်လိုတွေမြင်တွေ့ရလိမ့်ရှိမလဲဆိုတဲ့နမူနာဝက်ချတွေကိုကြည့်ကြအောင်ပါ I'm interested in the idea My jacket is similar to yours. She's brilliant at maths. My neighbor is angry about the party. စသဖြင့်ဒီမှာဘိုးလက်တန်းနဲ့ရေးထားလေးဆိုလို့ရှိရင်ကျွန်တော်တို့ဒါနမူနာဝက်ချတွေတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ interested ကစိတ်ဝင်စားသော adjective တွေဒီတလုံးနဲ့ရက်တည်လို့မရပါဘူးသူတို့သုံးတဲ့အခါမှာ verb to be လို့ခေါ်တဲ့ကျွန်တော်တို့ MSR was where တွေနဲ့တွဲသုံးရလေးရှိပါတယ်ဒါကြောင့်ဒီနေရာမှာ I the am and နဲ့ပဲတွဲတာဖြစ်တဲ့အတွက်I am ဒါကိုမှအတူချုံးပုံစံနဲ့ရေးလိုက်တဲ့အခါမှာ I apostrophe am ပုံစံလေးဖြစ်သွားပါတယ်အဲ့တော့ဒီလိုမျိုးပြင်မယ်ဆိုကျွန်တော်အတန်ထွက်တဲ့အခါမှာ I ဒီလိုလေးအတန်ထွက်ပါတယ်အဲ့တော့ I'm interested in စိတ်ဝင်စားတယ်ဆိုတဲ့ကအနောက်မှာစိတ်ဝင်စားခံရတဲ့အကြောင်းအရာပါလာမှာပေါ့ဒီမှာဆိုရင် the idea ငါကဒီ idea ကိုစိတ်ဝင်စားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီမှာဆို interested က adjective I in the preposition adjective နဲ့ preposition နဲ့တွဲသုံးတဲ့ပုံစံဖြစ်ပါတယ်နောက်တစ်ခု my jacket is similar to yours my jacket ကနေရဲ့ jacket နဲ့တူတယ်အဲ့တော့ similar ဒီလေ adjective ဖြစ်ပါတယ်သူဒီအပေါ်မှာပြောခဲ့သလိုတစ်လုံးနဲ့ရက်တည်လို့မရတာဖြစ်တဲ့အတွက် verb to be ကိုသုံးရပါတယ် verb to be က am its are what's where
ဒီနေရာမှာ jacket ဒီတစ်ခုတည်းဖြစ်တဲ့အတွက်အနေငယ် is ကိုသုံးထားပါတယ်ပြီး similar to တူတယ်ဘာနဲ့တူတာလဲ yours ဆိုတာကတကယ်တော့ your jacket ကိုပြောတာဖြစ်ပါတယ်အဲ့တော့ your jacket ကိုကျွန်တော်ကအရှင်းမရေးချင်အောင်ဆိုလို့ရှိရင် yours လို့သုံးလိုက်တဲ့အခါမှာမင်းရဲ့အရာဆိုတာဒီအရှင်းမှာ jacket ပြောထားရဆိုရင်မင်းရဲ့ jacket ဆိုတဲ့အဓိပ္ပာယ်အတူတူဖြစ်ပါတယ်နော်ဒီမှာလဲ similar the adjective to the preposition ဖြစ်ပါတယ်နောက်တစ်ခု she's brilliant at maths သူမကသင်္ချာမှာအရင်တော်တယ်or brilliant the adjective သူရဲ့နောက်မှာ preposition at လိုက်ပါတယ် brilliant at ဆိုရင်တစ်ခုမှတော်တယ် maths သင်္ချာမှာတော်တယ်ဆိုလို့ရှိရင် maths သုံးတယ် music မှာတော်တယ်ဆိုလို့ရှိရင် brilliant at music စသဖြင့်တွဲသုံးလို့ရဖြစ်ပါတယ်or brilliant the ထုံးစံအတိုင်းပဲ adjective ဖြစ်တဲ့အတွက် verb to be သုံးပါတယ် she ဒီအနေငယ်ဖြစ်တဲ့အတွက် verb to be အနေငယ် is ကိုသုံးပါတယ်အဲ့ဒါကိုမှအတူချိုးပုံစံနဲ့သုံးလိုက်တဲ့အခါမှာ she apostrophe s အတန်းထွက်တဲ့အခါမှာ she's စသဖြင့်အတန်းထွက်ပါတယ်နောက်တစ်ခု my neighbor is angry about the party ငါရဲ့အိမ်နီးနားချင်းကပါတီနဲ့ပတ်သက်ပြီးစိတ်ဆိုးတယ်ပေါ့နော်အဲ့တော့ angry ဒီ adjective ဖြစ်ပါတယ်တလုံးနဲ့ဒီလိုများတဲ့ verb to be ဒီမှာ neighbor ဒီတယောက်တည်းဖြစ်တဲ့အတွက် is ကိုသုံးထားပါတယ်အဲ့တော့ about တခုကိုစိတ်ဆိုးတော့ဘာစိတ်ဆိုးတာလဲ about ရဲ့နောက်မှာအကြောင်းအရာပါလာတော့ the party သူက party ကိုစိတ်ဆိုးတယ်ဆိုတော့စူညံလို့ဖြစ်မယ်တော့သူ့အဖက်မလုပ်လို့လည်းဖြစ်ချင်ဖြစ်မှာပေါ့လေဟုတ်ပြီနော်အဲ့တော့ဒီမှာဝကြလေးချောင်းလုံးကြည့်လိုက်တဲ့အခါမှာဒီ adjective တွေဒီ preposition တွေနဲ့တွဲသုံးထားတဲ့ပုံစံတွေကိုမြင်ရမှာဖြစ်ပါတယ် okay ဒါဆိုကျွန်တော်တို့ grammar test လေးကိုဖြည့်ကြည့်အောင်ပါဒီမှာဆို I'm really proud ကွက်လက်ပေးထားတယ်ပြီး you ပြောချင်တဲ့အဓိပ္ပာယ်ကငါမင်းအတွက်တကယ်ဂုဏ်ယူတယ်ဂုဏ်ယူတယ်လို့ပြောတဲ့အခါမှာ proud the adjective နော် adjective proud ရဲ့နောက်မှာ preposition ဘယ်သူလိုက်လဲဆိုလို့ရှိရင်ဒီမှာ of ရဲ့ to ရဲ့ with သုံးလို့ရှိရင်ဒီကမှာ proud the of နဲ့တွဲသုံးပါတယ် proud of somebody proud of something ဒီလိုပြောပါတယ်ဒါကြောင့်အဖြစ်မှန်သည် of ဖြစ်ပါတယ် okay ဒါဆိုကျွန်တော်နောက်တစ်ခုလေးတွားကြည့်ပါမယ် she's responsible blank health and safety responsible ဆိုတာကတာဝန်ရှိသောသူမကနော်ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံရေးအတွက်တာဝန်ရှိတယ်အဲ့တော့ responsible ဆိုတဲ့ adjective အနောက်မှာကပ်လိုက်တဲ့ preposition ဒီ for in of သုံးလုံးတွေကမှတကယ်အဖြစ်မှန်ဒီ for ဖြစ်ပါတယ်ဒါကြောင့် responsible ဆိုတဲ့ adjective ကိုသုံးမယ်ဆိုရင်သူ့ရဲ့နောက်မှာကပ်လိုက်တဲ့ preposition ဒီ for responsible for something တခုခုအတွက်တာဝန်ရှိတာဖြစ်ပါတယ် okay နောက်တစ်ခု he's allergic ကိုလည်းပေးထားတယ် seafood allergic ရဲ့အဓိပ္ပာယ်ကဓာတ်မတည့်သောဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သူကပင်လယ်စာနဲ့မတည့်ဘူးအဲ့တော့ allergic ဆိုတဲ့ adjective မှာတည့်ရဲ့နောက်မှာလိုက်တဲ့ preposition ကကြတော့ of to with သုံးလုံးထဲကမှဖြစ်မှန်သည် to ဖြစ်ပါတယ် allergic to something တခုကိုဓာတ်မတည့်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် okay နောက်တစ်ခုကကြတော့ they're interested blank our project သူတို့ကငါတို့ရဲ့ project ကိုစိတ်ဝင်စားတယ်ပေါ်မှာတော့က interested ကိုတွေ့ခဲ့ပြီးသားနမူနာဝဲကြမှာဘာလိုက်လဲဆိုတော့ about in on သုံးလုံးတွေကမှ interested in ဖြစ်ပါတယ် okay ဒါဆိုရင်နောက်တစ်ခုသွားပါမယ် I'm addicted ဆိုတာကဆွဲလန်းတာ blank that new series on channel 4 channel 4ကအဲ့ဒီ new series ဒီကိုငါကဆွဲလန်းနေပြီဆိုတဲ့ဖြစ်ပါတယ်အဲ့တော့တခုခုကိုဆွဲလန်းနေဆိုလို့ရှိရင် addicted ရဲ့နောက်မှာ off to with သုံးလုံးတွေကမှto လိုက်ပါတယ် addicted to something တခုကိုဆွဲလန်းတာဖြစ်ပါတယ် okay နောက်တစ်ခု sugar is bad blank your teeth တကြားကမင်းရဲ့သွားအတွက်နော်ဆိုးဝါးစေတယ်နော်သွားကြမှာအတွက်မကောင်းဘူးပေါ့ okay ဒါဆိုလို့ရှိရင် bad တခုခုအတွက်ဆိုးဝါးစေဆိုလို့ရှိရင် bad at bad for bad of သုံးလုံးတွေကမှမှန်ကန်တဲ့ preposition ကတော့ for ဖြစ်ပါတယ် sugar is bad for your teeth နောက်တစ်ခု I'm really excited blank the new house ငါကအိမ်အသစ်နဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်လှုပ်ရှားနေပြီနော်အဲ့တော့တခုကိုစိတ်လှုပ်ရှားရဲဆိုလို့ရှိရင် excited တည့်ရနောက်မှာကလိုက်တဲ့ preposition ဒီ about of to သုံးလုံးတွေကမှ excited about ဖြစ်ပါတယ် I'm really excited about the new house ဖြစ်ပါတယ်ကဲနောက်တစ်ခု my boss is terrible blank communicating ငါရဲ့တထေကဆက်သွယ်မှုတွေပြုလုပ်တဲ့အခါမှာတော်တော်လေးကိုစိုးတယ်
တခုခုမှာဆိုရတယ်ဆိုလို့ရှိရင်ကျွန်တော်က terrible ရဲ့နောက်မှာကတ်လိုက်တဲ့ preposition ဒီ at into သုံးလုံးတွေကမှအဖြစ်မှန်က at ဖြစ်ပါတယ်အဲ့တော့ terrible at something ဖြစ်ပါတယ် okay ဒါဆိုကျွန်တော်တို့အဖြေတွေအားလုံးဖြေပြီးသွားပြီဖြစ်တဲ့အတွက် finish ဆိုတဲ့ခါလေးကိုခောက်ကြည့်ပြီးအဖြေမှန်တိုက်ကြည့်ပါမယ်အဲ့ဒီမှာ total score is 7 out of 8 okay ဒါဆိုကျွန်တော်တို့ဘယ်နေရာမှာမှာခဲ့တာလဲ okay အဲ့တော့ဒါဆိုအဖြေမှန်ကကျတော့ဒီမှာကျွန်တော်တို့ terrible at ခုနအဖြေတော့ at ဖြေခဲ့ပြီးတော့သွားနှိမ့်လိုက်တာ in ဖြစ်သွားတော့အမှတ်ကမှားလို့ဖြစ်သွားတယ် okay ဒါဆိုကျွန်တော်တို့အားလုံးပြန်ကြည့်မယ်ဆိုလို့ရှိရင် collocations လေးတွေကိုเนาะသို့မဟုတ် adjective နဲ့ preposition တွေကိုတွက်မှတ်ကြည့်အောင် proud ရဲ့နောက်မှာ off လိုက်ပါတယ် proud of somebody something ဖြစ်ပါတယ် responsible တာဝန်ရှိသောရဲ့နောက်မှာ responsible for something ဖြစ်ပါတယ် allergic ရဲ့နောက်မှာ to လိုက်ပါတယ် allergic to something ဓာတ်မတည့်တော့ပေါ့နော် interested in something တခုကိုစိတ်ဝင်စားတယ်လို့ပြောတဲ့အခါမှာသုံးပါတယ် addicted to something တခုကိုဆွဲလန်းနေပြီလို့ပြောတဲ့အခါမှာသုံးပါတယ် bad for something တခုအတွက်ဆိုရဲဆိုလို့ရှိရင်ဒီလိုလေးသုံးပါတယ် now excited about something တခုကိုစိတ်လှုပ်ရှားရဲဆိုရင်သုံးပါတယ် terrible at something တခုခုမှာတော့အရန်ညံ့တယ်လို့ပြောတဲ့အခါမှာသုံးတဲ့ပုံစံဖြစ်ပါတယ် okay ဒါဆိုကျွန်တော်နားလည်သွားပြီဆိုတော့အောက်မှာသူပေးထားတဲ့เนาะ at နဲ့เนาะတွဲသုံးတဲ့ဒါ adjectives လေးတွေကိုကြည့်ကြည့်အောင်ပါ we use with adjectives like good bad amazing brilliant terrible အဲ့တော့ good bad amazing brilliant terrible ဆိုတဲ့ adjective တွေနဲ့ preposition at ကိုကျွန်တော်တို့ကတွဲသုံးပါတယ် to the pit to talk about skills and ability ကိုယ့်ရဲ့စွမ်းရည်တွေเนาะ skill ကိုပြောတဲ့အခါမှာဒီလို adjective တွေနဲ့ at ကိုတွဲသုံးလို့ရှိပါတယ်တဲ့ဒီမှာဆို he's really good at English သူကအင်္ဂလိပ်စာမှာတော်တယ်ဒါဆို good နဲ့ at နဲ့တွဲသုံးတဲ့ပုံစံဖြစ်ပါတယ် she's amazing at the piano သူမက piano မှာအရန်ကိုတော်တယ်ဒီမှာလည်း amazing နောက်မှာ at သုံးပါတယ်ကျွန်တော်အရှိမပြောခဲ့သလိုပဲသူတို့ဒီ adjective တွေဖြစ်တဲ့အတွက်အရှိမ verb to be တွေပါနေရမှာဖြစ်ပါတယ်ဒီမှာဆို he's she's ဟုတ်နော် verb to be is they တွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခု they're terrible at organizing anything သူတို့ကဘယ်ဟာကိုပဲ organize လုပ်လို့တော်တော်လေးကိုညံ့တယ်ပေါ့နော် now I'm not very good at drawing ငါကပုံဆွဲကမှအရင်မတော်ဘူးမမတခုမှတော်ရဲဆိုရင် good at ဒီမှာက not very လို့ပြောတဲ့အတွက်တိတ်မတော်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် okay နောက်တစ်ခု with about နဲ့တွဲသုံးတဲ့ adjective တွေကဘာတွေဖြစ်မလဲဆိုတော့ feelings เนาะ feelings စိတ်ခံစားချက်ဖော်ပြတဲ့စကားလုံးတွေ adjective တွေဆိုလို့ရှိရင်သူက about နဲ့တွဲသုံးတယ်ဘာတွေရှိမလဲ angry စိတ်တော်ရဲ excited စိတ်လှုပ်ရှားရဲ happy တော်ရဲ nervous နော်ကြောက်တယ် sad ဝမ်းနည်းတယ် stress စိတ်ဖိစီးတယ် worry စိုးရိမ်တယ်စတဲ့စိတ်ခံစားချက်ကိုဖော်ပြတဲ့ adjective တွေရဲ့နောက်မှာဒီ preposition about နဲ့တွဲသုံးပါတယ်ပေါ့နော်ဒါဆိုဘာတွေရှိမလဲ I'm angry about the decision ငါက decision နဲ့ပတ်သက်ပြီးတော့ဒါစိတ်တူတယ် He's nervous about the presentation သူက presentation နဲ့ပတ်သက်ပြီးတော့ဒါစိတ်ပူနေတယ်ကြောက်နေတယ် She's excited about the new job သူမကအလုပ်သစ်နဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားနေတယ် They were worried about the exam သူတို့ကစာမေးပွဲနဲ့ပတ်သက်ပြီးစိုးရိမ်ခဲ့ကြတယ်နောက်တစ်ခု with off နဲ့တွဲသုံးတဲ့เนาะ adjectives တွေကဘာတွေဖြစ်မလဲအဲ့လိုတွဲသုံးတဲ့အခါမှာဒါက feelings လို့ခေါ်တဲ့စိတ်ခံစားချက်တွေများပါတယ်ဒီမှာဆိုရင် she was afraid to telling her mom သူမကသူမရဲ့အမေကိုပြောပြဖို့အတွက်ကြောက်နေတယ် afraid of ရဲ့နောက်မှာကျွန်တော်တို့ဒါ verb ing သမုံနောင်းလိုက်တဲ့ပုံစံဖြစ်ပါတယ် I frightened of တခုကိုကြောက်တယ် have an accident ဖြစ်မှာရှိမှာကြောက်တယ်အဲ့တော့ frighten of ရဲ့နောက်မှာလည်း noun သို့မဟုတ် verb ing လိုက်တဲ့ပုံစံသုံးလို့ရပါတယ် now he's scared of flying သူမက fly ပြန်ရမှာကိုကြောက်တယ်လေယာဉ်စီးတဲ့အခါမှာပေါ့နော်အဲ့လိုမျိုးကြောက်တာပြောတာဒီမှာလည်း scared of ရဲ့နောက်မှာ verb ing လိုက်တဲ့ပုံစံ noun လိုက်တဲ့ပုံစံလည်းသုံးလို့ရပါတယ် you should be proud of your progress မင်းတိုးတက်မှုနဲ့ပတ်သက်ပြီးဒါဂုဏ်ယူသင့်တယ်အဲ့တော့ proud ရဲ့နောက်မှာ noun something တခုကိုလိုက်တဲ့ပုံစံဖြစ်ပါတယ် okay နောက်တစ်ခုက to2 နဲ့သုံးတဲ့အခါကျတော့သူကလေ to show the connection between people or things လူတွေကြားထဲမှာသို့မဟုတ်အရာတွေကြားထဲမှာချိတ်ဆက်မှုလေးဆက်သွယ်မှုလေးရှိနေတဲ့အခါမျိုးပြောတဲ့အခါမှာအဲ့ဒီ adjective တွေနဲ့ကျွန်တော်ကဒီ preposition to ကိုတွဲသုံးလေးရှိပါတယ်ဥပမာ he's married to the director သူက director ကိုလက်ထပ်ထားတယ် I'm addicted to my phone ငါကတော့ငါ့ရဲ့ဖုန်းကိုဆွဲလန်းနေပြီ I'm allergic to nuts ငါက next နဲ့ allergic တမတည့်ဘူးပေါ့နော်
It's similar to the old one. ဒီဟာကဟောင်းနဲ့တူတယ်ဒါဆိုလို့ရှိရင်ဒီ adjective တွေနဲ့ဒီကောင်တွေနဲ့တွဲသုံးတယ်ဆိုတာကိုသိထားမှာလည်းဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့ we can also use to talk about someone's behavior toward someone else တရားရဲ့ပြုမှုတွေကတရားပေါ်မှာဘယ်လိုရှိနေလဲဆိုတာပြောတဲ့အခါမှာလည်းပဲကျွန်တော်ကဒီ preposition to လေးနဲ့တွဲသုံးလေးရှိပါတယ်ဥပမာအဖြစ် they will really friendly to me သူတို့ကငါ့ကိုတကယ်ကိုဖော်ဖော်ရည်ရှိတယ် friendly အတိတ်ပဲဒီဖော်ရည်တော့တင်းနောက်မှာ to ပြီးနောက်မှာလူပုဂ္ဂိုလ်တရားရောက်ဖြစ်တဲ့အတွက်မိသုံးတာတယ်ငါ့ကိုတော်တော်လေးဖော်ရည်ကြတယ်ပေါ့နော် Was he nice to you သူကနေပေါ်မှာကောင်းနေရဲ့လား nice အချစ်တဲ့နောက်မှာ preposition to လိုက်ပါတယ် He's always polite to someone သူကအမြဲတမ်းတယောက်ကိုယဉ်ကျေးနေတာပဲပေါ့နော် polite တဲ့နောက်မှာ to လိုက်ပါတယ် She was very rude to the waitress သူမကဇွဲတို့မလေးပေါ်မှာတော်တော်လေးကိုရိုင်းပြခဲ့တယ်ဟုတ်ပြီနော် Okay ဒါဆိုနောက်တစ်ခုက Here are some other useful adjectives with preposition ဒါကတော့ preposition နဲ့နောက်တွဲသုံးတဲ့အခြားအသုံးများတဲ့ adjective လေးဖြစ်ပါတယ် Exercise is good for you နော်လေ့ကျင့်ခန်းကမင်းအတွက်ကောင်းတယ် good ရဲ့နောက်မှာ for သုံးတယ် Stress is bad for you စိတ်ပစ္စည်းမှုကမင်းအတွက်ဆိုရတယ် bad ဆိုတဲ့ adjective နဲ့ for နဲ့သုံးပါတယ် The town is famous for its cheese မြို့ကသူ့ရဲ့ cheese အတွက်ဒါနာမည်ကျော်ကြားတဲ့ cheese နဲ့ပတ်သက်ပြီးပေါ့I'm responsible for the financial side of the business ငါကဒီလုပ်ငန်းရဲ့ပေါ်ငွေကြေးအချက်နဲ့ပတ်သက်ပြီးတော့တာဝန်ရှိတယ် responsible for ဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာနောက်ဆုံးတစ်ခုပဲကြံပါတော့တယ်အဲ့ဒါကတော့ I in ဖြစ်ပါတယ်နောက်သူနဲ့တွေ့တော့တာက she is interested in the project ဒီမှာက project ကိုစိတ်ဝင်စားတယ် they want someone who's experienced in design နဲ့ပတ်သက်ပြီးအတွေ့အကြုံရှိတဲ့သူကိုသူတို့ကလုပ်ချင်တယ် I didn't want to get involved in the argument ငါကတော့ဒီငင်းခုန်ဖြစ်တဲ့ထဲမှာမပါချင်ဘူး involve ရဲ့နောက်မှာ I in လိုက်တဲ့ပုံစံဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်preposition in preposition for preposition to preposition or about at စသဖြင့်ဒီကောင်လေးနဲ့တွဲသုံးတဲ့ adjective အများကြီးကိုကျွန်တော်လေ့လာခဲ့ပြီးလည်းဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ grammar 2ဆိုတဲ့เนาะဒါ exercise လေးကိုအတူတူတွဲလုပ်ကြည့်ကြမှာလည်းဖြစ်ပါတယ် Okay ဒါဆိုပါဖြစ်မလဲ She's interested blank buying the flat သူမကတက်ခန့်ဝင်ဖို့တစိတ်ဝင်စားတယ်ရှင်းမပြောခဲ့တဲ့ interested နောက်မှာ in like this တော့ interested in ဖြစ်ပါတယ် Now I'm a bit nervous တခုကိုကြောက်တယ်စိတ်လှုပ်ရှားရဆိုလို့ရှိရင် nervous ရဲ့နောက်မှာ about ဆိုလိုက်တယ် Now going somewhere so different အရန်ကွဲပြားတဲ့တနေရာကိုသွားမှာငါကနည်းနည်းလေးကြောက်မိတယ်တဲ့ဒါဆို about The activities will be similar blank what we did last year အဲ့တော့ငါတို့မနေ့ကလုပ်ခဲ့တာတွေနဲ့ activities တွေကနော်တူနေလိမ့်မယ် similar နောက်မှာ to လိုက်ပါတယ် similar to something ဖြစ်ပါတယ် Okay he wants to be involved သူကပါဝင်ခြင်းနဲ့ဘာမှလဲ blank making the decision တော့ decision ချတဲ့အခါမှာသူကပါဝင်ခြင်းနဲ့အဲ့တခုမှပါဝင်နေဆို involve in ဖြစ်ပါတယ်နောက်တစ်ခုတော့ပါမယ် She's angry blank not be invited to the dinner ကိုအဖေမခံရတဲ့အတွက်သူမကစိတ်တိုတယ်တခုကိုစိတ်တိုတယ်ဆိုလို့ရှိရင် angry about ဖြစ်ပါတယ်နောက်တစ်ခု you're good blank talking to big groups of people အဲ့တော့လူအုပ်စုအများကြီးကိုစကားပြောတာကမင်းကတော်တယ်တဲ့တခုမှတော်တယ်ဆိုလို့ရှိရင် good at something ဖြစ်ပါတယ်နောက်တစ်ခု eat a lot of red meat it's not good blank you အဲ့တော့ red meat အများကြီးစားတာကနော်မင်းအတွက်မကောင်းဘူးတခုအတွက်ကောင်းတယ်မကောင်းတဲ့အခါမှာ good for ဖြစ်ပါတယ် Okay ဒါဆိုရင်နောက်ဆုံးတစ်ခုဘာကြံလဲ I'm afraid blank flying ငါကလေစီးရမှာသူ့ကိုပြန်တန်းမှာကြောက်တယ်ဆိုတော့တခုကိုကြောက်တယ်ဆိုလို့ရှိရင် afraid of something ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော် finish ဖြည့်လေးအားလုံးတက်ကြည့်တဲ့အချိန်မှာ8 out of 8ဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုကြည့်ကြည့်လိုက်အောင်ပါအနေချုပ်ပြန်ပြောမယ်ဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးဟာ adjectives and preposition adjective နဲ့တွဲသုံးတဲ့ preposition အကြောင်းကိုလေ့လာခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီမှာရှိထားတဲ့ bold letter လေးတွေကို bold letters နဲ့ထားတဲ့နော် adjective prepositions စကားလုံးလေးတွေကိုတွဲမှတ်ပြီးတော့နော်နမူနာဝက်ကြိုက်လည်းအများကြီးရှိတဲ့အတွက် text 1တွေကပြန်ကြည့်ကြည့် text 2တွေကပြန်ကြည့်ကြည့်ပြီးတော့မှ comment ဝက်ကြိုက်လည်းရေးကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်လေးတွေအကြောင်းကိုတော်တော်လေးနားလည်သဘောပေါက်သွားမှာလည်းဖြစ်ပါတယ် Okay ဒါဆိုဒီနေ့ဗီဒီယိုလေးကတော်တော်လေးရှင်းနေဖြစ်တဲ့အတွက်ဒီမှာပဲညနာပါမယ်အားလုံးလည်းအချိန်ပေးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်See you around. Bye.